အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အားနေတယ်ကျွန်တော်ဒီဖနက်ဖြူရောင်ပေါ့နော်ဒီကောင်စီးတာနဲ့တစ်နှစ်လောက်ရှိနေတော့ဒီကောင်ရညက်ပတ်နေတော့ဒီနေ့တရားတန်ဆရာနေဒီကဆက်ပြဖနက်လျှော်တယ်ပေါ့နော်ဆက်ပြနဲ့ကျွန်တော်ဖရက်နဲ့ဝင်လာတယ်ပေါ့ဗျာနှစ်ခုတောင်းပြပြီးကျွန်တော်ဒီနေ့ဖနက်လျှော်လိုက်ပါတယ်ဖနက်လျှော်ပြီးတော့ကျွန်တော်တီရှူးတွေနဲ့ပတ်ထားရပေါ့အင်တာတုံးတီရှူးနဲ့တစ်ခွေလောက်တော့ကုန်သွားတယ်ပေါ့ဗျာလက်ပတ်ပြီးကျွန်တော်နေပူမှလန်းထားတယ်ပေါ့ဗျာနေပူတဲ့နေရာမှာလန်ထားတယ်ပြီးတော့ဒါကျွန်တော်ညနေရောက်တော့တိန်လာပြီပေါ့ဗျာကျွန်တော်အခြေအနေတစ်ချက်ရှိုးကြည့်မှာပေါ့ဗျာဘယ်လိုများရှိမလဲတော့ပေါ့နော်တချို့ရဖက်နဲ့တွေလျှော်ပြီးတ िश ူးနဲ့ထုတ်ထားတယ်ဆိုလို့ပထမဆုံးဆန်းပြီးတော့လုပ်ကြည့်တာပေါ့ဗျာတ िश ူးကတော့တစ်ခွေလောက်တော့ကုန်သွားတယ်ပေါ့နော်ဆိုးတော့မဆိုးပေါ့နော်နည်းနည်းတော့ဖွေးလာတယ်ပေါ့နော်ပုံမှန်ဆက်ပြနဲ့လျှော်ပြီးဒီတိုင်းထောင်ပြီးလှန်ထားတဲ့ဆိုင်အခုတော့တ िश ူးလေးနဲ့ပတ်ပြီးတော့လောက်တာပို့ပြီးတော့နည်းနည်းပို့ပြီးတော့ဖွေးတယ်ပေါ့ဗျာဟိုဟာဒီတိုင်းနဲ့စက်ပြာနဲ့လျှော်ပြီးဒီတိုင်းနဲ့မဲထောင်ပြီးတော့လှမ်းထားမယ်တော့ဗျာဒီအမဲရစ်ဒီကိုဘလောင်းတိုက်တယ်အဲ့လိုမျိုးပဲကြံနေခဲ့တာပေါ့နော်အခုလိုတ िश ူးလေးနဲ့ထုတ်ပြီးတော့လှမ်းထားရဲဆိုတော့တော်တော်လေးဖွေးတယ်ပေါ့နော်တော်တော်လေးပြောင်းနေလို့ပဲပြောရမှာပေါ့ဗျာဒီနေ့ပိတ်ရပြင်းနေရတယ်ရှောက်လို့တာပေါ့ဗျာဖက်နဲ့လေးလျှော်ခြင်းနဲ့ဆိုပြီးလျှော်လိုက်တာပေါ့ဗျာအခုဆိုတော့ပြီးသွားပြီပေါ့ဗျာဆမ်းပြီးတော့လျှော်ကြည့်ကြပါဗျ